ရောက်ကမနဲ့တမန်ညားတဲ့အင်ဒိုနီးရှားကနော်မာဇက်ကားတွေကစက်ရုံနဲ့နောက်နှစ်မှာအကယ်ဒမီရနိုင်တဲ့သဲစုငိမ့်အင်ဒိုနီးရှားနိုင်ငံမှာတကယ်ပြင်လက်တွေ့မှာဖြစ်ပွားခဲ့ပြီးတကမ္ဘာလုံးကိုတုန်လှုပ်သွားစေခဲ့တဲ့နော်မာရုပ်ရှင်ကိုအားလုံးပဲမှတ်မိကြအောင်ပဲထင်ပါတယ်။ကိုလက်ထပ်ထားတဲ့ခင်မွန်းကကိုယ့်ရဲ့မွေးသမီးကအရှင်းခောက်ခောက်နဲ့ဖောက်ပြန်ခဲ့တဲ့အဲ့ဒီရင်းနှင်းစရာဇလန်းမျိုးကိုအခုဆိုရင်မြန်မာရုပ်ရှင်ဖန်သားပြင်ပေါ်မှာအသက်ဝင်မြင်တွေ့ရမှာပါ။ဒီလိုထူးခြားတဲ့စက်ရုပ်ကိုပြပြပြင်းပြင်းပုံဖော်ထားနိုင်သူကတော့တခြားသူမဟုတ်ပါဘူး။အားလုံးရဲ့ချစ်တော်လှမဲ့သဲစုငိမ့်ပဲဖြစ်ပါတယ်။မကြခင်ယုံတင်ပြတာတော့မဲ့မင်းမချီဦးဆိုတဲ့ရုပ်ရှင်ကားကြီးမှာသဲစုငိမ့်ဟာဝိုင်ရင်မင်းသမီးမေမီကိုမင်းသားဟင်နရီဆန်တို့နဲ့အတူအထူးခေါင်းဆောင်ပါဝင်ထားတာပါ။ဇလန်းရဲ့သဘောတရားကနော်မာရဲ့ဖြစ်ပျက်နဲ့အတော်လေးဆင်တူနေပါတယ်။အတိတ်ကချီဦးတွေဖြစ်ခဲ့ကြတဲ့မေမီကိုနဲ့ဟင်နရီဆန်ဒါပေမဲ့ကံကြမ္မာရဲ့လဲစားမှုကြောင့်ဟင်နရီဆန်ကသမီးဖြစ်သူသဲစုငိမ့်နဲ့လက်ထပ်ဖို့ပြင်ဆင်နေချိန်မှာပဲအမေဖြစ်သူမှာတမန်လောင်းနဲ့ကိုဝင်ကြီးရှိနေတဲ့ဆိုတဲ့အရှုပ်ထွေးဇလန်းကြီးပဲဖြစ်ပါတယ်။တကယ်ကိုတွေးကြည့်ုံနဲ့တင်ချက်သီးထောက်စရာကောင်းလာတဲ့ plot မျိုးပါ။အားလုံးသိကြတဲ့အတိုင်းသဲစုငိမ့်ဆိုတာ Miss Grand ပြိုင်ပွဲတွေကနေပြည်သူ့ချစ်တော်ဖြစ်လာခဲ့တဲ့အသက်18နှစ်အရွယ်ကောင်မလေးပါ။သူမရဲ့စမ်းပွင့်မှုကြောင့်ရုပ်ရှင်ကားတွေအများကြီးရိုက်ကူးခဲ့ရပေမဲ့အရှင်ကပေါ့ပေါ့ပါပါဟာတာကောင်းနေနဲ့ဇလန်းပေါ့ပေါ့လေးတွေမှာပဲတရုပ်ဆောင်ခဲ့ရတာမဟုတ်သူမရဲ့နုပညာအရေးချင်းစစ်မှန်ကိုထုတ်ပြခွင့်မရခဲ့ပါဘူး။ဒါကြောင့်လေအလာမေလောကမှာအောင်မြင်သလောက်တရုပ်ဆောင်ပိုင်းမှာအတိမတ်ပြုမှုသိမရခဲ့ဘူးလို့ဝေဖန်မှုတချို့ရှိခဲ့ပါတယ်။ဒါပေမဲ့ဒီမေမေအချစ်ဦးကားကြီးကတော့တဲစုငိမ့်ဆိုတာယုံလေးလာယုံတတ်မဟုတ်ပဲတရုပ်ဆောင်ပိုင်းမှာပါဘလောက်ထိပါရမီပါတလင်းဆိုတာကိုတက်တည်ပြလိုက်တဲ့ဇာတ်ကားကြီးဖြစ်လာပါပြီ။လက်တလုံးလိုင်းဆောင်မျက်နှာတွေပေါ်မှာပြန့်နှံ့နေတဲ့ဒီဇက်ကားရဲ့ဇက်ဝင်ခံဗီဒီယိုလေးကိုကြည့်လိုက်တာနဲ့တဲစုငိမ့်ရဲ့အမိုက်စားပြောင်းလဲမှုကိုမြင်တွေ့ရမှာပါ။အထူးသဖြင့်သမီးနဲ့လက်ထက်မဲ့ယောက်ျားနဲ့မှအမေကကိုဝင်ရှိနေတယ်လို့ဆိုပြီးနာနာကျင်ကျင်ပြောချလိုက်တဲ့ဇက်ဝင်ခံမှာဆိုရင်တဲစုငိမ့်ရဲ့မျက်လုံးအကြည့်တွင်ဒေါသနဲ့ဝမ်းနည်းမှုရောရှက်ပြီးတုံရင်နေတဲ့တန်နီဓာတ်တွေကဝိုင်ရင်မင်းသမီးကြီးတယောက်လိုကိုအသက်ဝင်လွှမ်းနေပါတယ်။ကိုယုံကြည်အားဆုံးမိခင်နဲ့ချစ်သူယောက်ျားစီကနေတပြိုင်တည်းသစ္စာဖောက်ကန်လိုက်ရတဲ့မိန်းကလေးတယောက်ရဲ့ခံစားချက်ကိုအသက်18နှစ်အရွယ်လေးနဲ့အခုလိုပိုင်ပိုင်နိုင်နိုင်ဆွဲဆောင်သွားနိုင်တာဟာတကယ့်ကိုအမခံပါပဲ။ဒီလိုပြောင်ပြောင်လာတဲ့တရုံဆောင်ချက်တွေကြောင့်ပဲအမှုပညာအတိုင်းဝိုင်းကရောပြည်သက်တွေကပါတဲဆုငိန်ကတော့ဒီအင်ဒိုနီးရှားနော်မာလူစက်ရုံမျိုးနဲ့လာမယ့်နေ့ကယ်ရမီစုကြီးကိုကျင်းသေးပေါင်ရလိမ့်မယ်လို့တခဲနဲ့ခံမှန်းနေကြပါပြီ။အလမေလောကနဲ့တရုတ်ဆောင်လောကကိုကူးပြောင်းလာတဲ့သူတွေထဲမှာဒီလောက်မြန်မြန်ဆန်ဆန်နဲ့လေးနက်တဲ့ဒရမာစက်ရုပ်ကိုပြည်ပြောင်းလုပ်နိုင်သူတော်လေးရှားပါတယ်။တဲဆုငိန်အတွက်တော့ဒီဇက်ကားဟာသူမရဲ့အမှုပညာသမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်လာမှသိကြပါပဲ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောတဲဆုငင်ရဲ့တရုတ်ဆောင်ချက်အသစ်တွေကိုကြည့်ပြီးအကယ်ဒမီရွှေစင်ရုပ်တုကြီးနဲ့ထိုက်တန်နေလို့ထင်ကြပါသလားရောက်ခမနဲ့တမတ်ဖောက်ပြန်တဲ့ဒီမေမေအခြေဦးဇကားကြီးပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်ကိုပြောသွားကြပါအောင်ရှင်။